မင်္ဂလာပါရှင်။ကျမကတော့ Miss Grand တောင်ကူ2026 မေဇင်ဖြစ်ပါတယ်။အသက်ကတော့25နှစ်ရှိပြီဖြစ်ပြီးတော့အရက်က9ပေလေးလက်မရှိပါတယ်။29ရက်စက်တင်ဘာလ2001ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့မိသားစုထဲမှာအကြီးဆုံးသမီးတဦးလည်းဖြစ်ပါတယ်။အကြီးဆုံးဖြစ်တာနဲ့အညီတာဝန်ယူမှုတာဝန်ခံမှုနဲ့ leadership အပိုင်းတွေမှာကိုယုံကြည်မှုအပြည့်ရှိပါတယ်။လက်ရှိမှာတော့ကျမရန်နာဘုံတက္ကသိုလ်မှာဥပဒေမေဂျာကိုလေ့လာသင်ယူနေပြီးတော့နောက်ဆုံးနှစ်ကိုတက်ရောက်နေရပဲဖြစ်ပါတယ်။အနာဂတ်မှာတရားမျှတပြီးတော့လူအတိုင်းအဝိုင်းကိုကာကွယ်ပေးနိုင်မဲ့ဥပဒေပညာရှင်တဦးဖြစ်ဖို့အတွက်လည်းမျှော်မှန်းထားပါတယ်။ကျမရဲ့အလှမဲ့ခရီးစဉ်အတွင်း Miss Eco မြန်မာပြိုင်ပွဲမှာ First Runner Up ရရှိခဲ့ပြီးတော့ Miss Grand Mandalay 2026ပြိုင်ပွဲမှာBest Talent First Runner Up နဲ့ Best Casual ဆုများကိုလည်းရရှိခဲ့ပါတယ်။ဒီအတွေ့အကြုံတွေဟာကျမကိုပုံမပြီးတော့ယုံကြည်မှုရှိစေပြီးတော့အမြဲတမ်းစူးစမ်းနေစေဖို့အတွက်အားရင်တစ်ခုလည်းဖြစ်ပါတယ်။ Miss Grand တောင်ကူ2026အနေနဲ့ကျမကမိမိကိုယ်ရင်မဟုတ်ဘဲလူမှုအတိုင်းဝိုင်းမှာအသုံးဝင်မဲ့အမျိုးသမီးတဦးအဖြစ်ရည်တည်ခြင်းပါတယ်။ Beauty with Purpose ဆိုတဲ့အဓိပ္ပာယ်ကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကျမရဲ့အတန်းအားအင်စွမ်းရည်အလုံးကိုအသုံးပြုပြီးတော့အကျိုးရှိတဲ့ပြောင်းလဲမှုတွေကိုဖန်တီးသွားမယ်လို့ကတိပြုပါတယ်။အစင်လာကြီးမားခဲ့တဲ့ကေတုမရီတောင်ကူမျိုးကြီးကိုစားပြုရင်းနဲ့တောင်ကူသူတောင်ကူသားတွေမျက်နှာမငယ်စီရဖို့အတွက်အစွမ်းကုန်စူးစမ်းသွားမှာဖြစ်တဲ့အတွက်အားပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။